တကယ်အားခဲတဲ့တို့တော်ရဲ့ဖျားပွဲတော်ဒီမျိုးတရားရွှေကြည်မနှောနဲ့ကုသိုလ်ရေးမှုပြောသာသနာရောဝါလေးတော်တဘာဝတော်တလေးမှုတော်ဒီစကားလေးတွေသူပြောပြောချစ်တဲ့လူနဲ့နော်လိုက်ဖို့ခေါ်တော်မယ်ဖျားပွဲတော်သာသာရာရာတော်ရန်လေးမှာတိတ်ကြော်ကြော်လဲရင်လေးနဲ့နော်မညို့ပြမောင်းနှံပြီးလို့ခက်တဲ့ကလေးပြည်စံကွာနဲ့မြင်ပြန်လာမြူကြွားကြွားအတူများနဲ့မြင်တဲ့မှာပြောဘသူမှမသိတဲ့စိတ်ကူးလေးနဲ့အပြောကြီးကျွန်တော်ပြောချစ်သူလေးနဲ့တော်မဲ့မရပွေတော့